မအောင်မြင်မှုတွေရဲ့နောက်ွယ်ကအကြောင်းရင်းလူတိုင်းကအောင်မြင်ကြကြပေမဲ့မအောင်မြင်ရတဲ့အချက်တွေတဲကအချက်၃ချက်ကိုကျွန်တော်ဒီနေ့ sharing လေးလုပ်ပေးသွားပါမယ်ခင်ဗျာမအောင်မြင်ကြတဲ့သူတိုင်းကသူတို့ဘာကြောင့်မအောင်မြင်ရပါလဲဆိုတဲ့အကြောင်းပြချက်တွေအမြဲတမ်းရှိနေတတ်ကြပါအဲ့လိုအကြောင်းပြချက်တွေကြောင့်ပဲသူတို့ဘယ်တော့မှမအောင်မြင်ကြတော့ပါမအောင်မြင်ကြတဲ့သူတိုင်းကတိမ်ငယ်စိတ်တွေရှိကြပါတယ်သူ့လူငါဘယ်လိုလုပ်အောင်မြင်နိုင်ပါမလဲသူ့လိုငါအရင်နည်းနဲ့မိတ်ဆွေတွေမှမရှိတာဆိုပြီးဘာတစ်ခုမှလည်းထားမလုပ်ကြတော့ပါမအောင်မြင်တဲ့သူတိုင်းကအချိန်တွေကိုဖြုံးတီးတက်ကြပါတယ်ဒီနေ့မလုပ်လဲနောက်နေ့မှလုပ်လဲရပါတယ်ဆိုအချိန်နဲ့အမြဲကစားနေတတ်ကြပါတယ်ဒါကြောင့်အောင်မြင်ရင်ရတဲ့သူတိုင်းဟာဒီချက်၃ချက်ကိုတတိထားပြီးရှောင်ကျင်မယ်ဆိုရင်အောင်မြင်မှုလမ်းနဲ့ပုံမနီးသက်လာလိမ့်မယ်လို့